ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ခုတစ်ခေါက်ကတော့ Vandy Story Quest လေးကိုဖတ်ပြမှာဖြစ်ပါတယ် Story Quest လေးဖတ်ပြပြီးသွားရင်တော့နောက်မှာ Vandy ရဲ့ Hazardine Talent လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုမင်းလက်ခံတယ်လို့ငါယူဆလိုက်မယ်အိုးတယ်နောက်ဆုံးတော့တဲ့မင်းရောက်လာပြီပဲ Traveler တဲ့တယောက်များငါ့အတွက်မှားလိုက်သေးလားတဲ့တကယ်တော့တဲ့ Maze ကလာပြီးတွေ့ခိုင်းလိုက်တာတဲ့ Traveler ရဲ့မင်းရဲ့ဆက်စုကျင်စိတ်ကတော့အရင်နိုင်မယ်ပေါ့နော် Barbaros ရဲ့ dictionary ထဲမှာတဲ့ငါရဲ့အနာဂတ်ကပျောက်ဆုံးနေပြီတဲ့လေဟာတဲ့တန်တလီယွန်ပန်းတွေကိုပေါ့နော်ကြပြားဆရာတွေကြပြားပုံဖော်ဖို့အတွက်ပုံဖော်ပြီးတော့ပေးနိုင်ပြီမဲ့ထိန်းချုပ်ဖို့အတွက်တော့သူ့ရဲ့တဘာဝမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ပေါ့နော်ချစ်လာဆိုတော့ Barbaros ရေးတဲ့ဒီ The Wings နဲ့ပတ်သက်ပြီးတော့ပေါ့နော်မင်းတီကုန်းထားတဲ့စလုံးတွေကတဲ့ဒီစာမျက်နှာပေါ်မှာရေးချပြဖို့မဟုတ်ပါဘူးတဲ့မင်းတကယ်လို့ပေါ့နော်ဒီလေနဲ့ပတ်သက်ပြီးတော့ပေါ့နော် The Wings နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိလို့ရှိရင်ငါကြပြတစ်ပုတ်ရေးပေးမယ်တဲ့မင်းနဲ့နောက်တစ်ခါတီးပါတီကြရင်တဲ့ငါဒါကိုမင်းနဲ့အတူတီးဆိုမယ်ပေါ့ Barbaros ကတဲ့လုံးဝလိုက်လျောညီတွေရှိတဲ့သူပဲတဲ့သူကငါရဲ့တောင်းဆိုမှုကိုကြားမှာပါတဲ့ဒီပါအောင်နဲ့ Barbaros ကမင်းရဲ့ပြောစကားတွေကိုနားထောင်နေရဆိုရင်ပိုင်မုံကဘာတစ်ခုမှဘာလို့မကြားရတာလဲတဲ့ဟောတဲ့ Barbaros ကပေါ့နော် Hasan Zarkan Maze ပဲတဲ့သူ့မှာလက်ကွက်တွေအများကြီးရှိတယ်အမင်းတတိထားမိသွားပြီပဲတဲ့ခုဆိုရင်ပေါ့နော်အမင်းဒီ magic ကတ်ဒီမှာပေါ့နော်မင်းကဆရာကြီးမဟုတ်ဘူးလားတဲ့လက်တွေ့ချက်လက်တွေရတော့ပေါ့နော်အခုငါကိုဆရာကြီးလိုပဲသတ်မှတ်ပါတယ်တဲ့ကန့်သက်ချက်တွေရောရှိတာပေါ့တဲ့ကဲတဲ့မင်းကတော့လှုပ်ဝက်နေပြန်ပြီတဲ့ဒါပေမဲ့ပေါ့နော်ဒီ dictionary ထဲမှာမင်းအကြောင်းတစ်လုံးမှကိုရေးမထားဘူးတဲ့မင်းဒီမှာရှိနေရတဲ့တင်လုံလောက်ပါပြီတဲ့ Barbaros ရဲ့ဒီ prophecy ပေါ့နော် prophecy နဲ့ငါနဲ့ပတ်သက်တဲ့ prophecy ကားတဲ့မလုံလောက်ဘူးတဲ့ဒါပေမဲ့အလုံးဝမမှန်တာတော့မဟုတ်ပါဘူးတဲ့ကဲတဲ့ငါတခုခုလုပ်ရရှိတဲ့မင်းကူညီလိုအပ်တယ်တဲ့ဘာများလဲတဲ့ကဲ Traveler မင်းကတော့အမြဲယုံကြည်ရတယ်တဲ့ဒါဆိုရင်တဲ့ငါနဲ့အတူတဲ့တချင်းတစ်ပုတ်တီးနိုင်မလား Traveler တဲ့ Vandy တဲ့ဒါမင်းငါ့ကိုလှုပ်စေချင်တာဒါပဲလားတဲ့ဟုတ်တယ်ဒါပဲတဲ့စိတ်မပူပါနဲ့တဲ့ဒါကတစုံတစ်ယောက်ရဲ့ကံကြမ္မာကိုဆုံးဖြတ်တဲ့ပြိုင်ဆိုင်မှုမဟုတ်ပါဘူးတဲ့ဒါတကယ်ချင်းနှစ်ယောက်အတွင်းရှင်ပြိုင်မှုလေးပါပဲတဲ့ဒီသရှင်ကနောက်ဆုံးတီးခဲ့တော့ငါတဲ့ငါရဲ့ပြည့်တက်ကပေါ့နော်ဒီဂိတ်ကြီးပဲရှိတယ်ပေါ့နော်ဒီလက်တွေ့နေတဲ့ဂိတ်ကြီးပဲရှိတယ်တဲ့သချင်းတန်တွေကနေရာဆုံးပြန့်နှံ့သွားတယ်ပေါ့ခုတော့မိတ်ဆွေဖြစ်တဲ့မင်းရှိနေပြီပဲပေါ့နော်ငါဘာလို့ထီးကျန်စွာဒီသချင်းကိုတီးခတ်ရတော့မှလဲပေါ့ပြီးတော့မင်းတို့ယုံကြည်ရတဲ့ငယ်ချင်းပေးမှတီးရရင်ပေါ့ငါရဲ့ဖြောပြမှုတွေကလည်းပို့ပြီးတော့ကောင်းလာမှာပေါ့ကင်းပြောတာလည်းကြာပြီတဲ့ငါတို့ဖြောပြမှုလုပ်ဖို့နေရာကိုသွားကြစို့တဲ့လေညင်းတိုင်းသာလိုက်သွားလိုက်တဲ့ငါတို့ခဏကြီးနဲ့ရောက်သွားမှာတဲ့No need to hold your breath. In and out. Easy does it. I let the birds know we would be coming, so we won't run into them. စိတ်မပူပါနဲ့ကွာတဲ့ဒါကရေမှုန်လေးတွေပါတဲ့မင်းလုံးဝဆူရွှဲမတော်ပါဘူးတဲ့ The delightful sea breeze. Go on, breathe it in. We're almost there.ပိုင်မုံကထင်ထားတာတဲ့ငါတို့အရန်ကြီးပြန်ခဲ့ရမယ်ဆိုပြီးတော့ဗောနော်အခုဒါပေမဲ့ဒီဟာလေးကမြို့ပြင်လေးလောက်ပါပဲတဲ့မင်းပြောတာဒီကျွန်းပြောတာလားတဲ့ဒါကအမြဲတမ်းတော့ဒီလိုမဟုတ်ဘူးတဲ့အရင်တုန်းကတခြားကျွန်းတွေလိုပဲတဲ့တဲတွေဒီ gravel ဗောနော်ကြောက်စရိတ်ခိန်းနဲ့ပြည့်နှက်နေတာတဲ့ဒါကကျွန်တော်တို့ monster reportation တွေကတိုင်းဆန်ဝင်းဆိုတဲ့ quest လေးလာလုပ်ခဲ့ရတဲ့ကျွန်းပေါ့
all traveler တွေအခေါ်ကတော့ကနန်းကျွန်းပေါ့နော်ဘာလို့ဆိုဒီမှာကနန်းနေပေါ်လို့ grow into legends. ဟင်းချက်ဖို့ကနန်းလိုရင်းဒီကျွန်းလာရုံပဲကဲတဲ့ဒါဆိုငါတို့အမှန်တရားကိုဖော်ထုတ်လိုက်ကြစို့ traveler တဲ့ Island favored by time, traveler. ဒီကျွန်းကားတဲ့အတိတ်တစ်ခုတုန်းကလေနဲ့အချိန်နဲ့တွေ့ရတဲ့ Past. နေရာလေးပဲတဲ့ Whoa, whoa. နေပါဦးနဲ့ဖန်ဒီမင်းဒီကျောင်းတွေကိုအတီးပြောနေရလားတဲ့ပိုင်မော်တော်သိနားမလဲကျင်တော့ဘူးပေါ့နော် Anymore either. ဟိုပိုင်မော်နဲ့စိတ်မူပါနဲ့တဲ့အကောင်းဆုံးဇလန်းတွေဆိုတာတဲ့စိတ်ဝင်စားစရာတွေနဲ့စတင်တာပါပဲတဲ့ Intrigue. ဟိုးချိန်တုန်းကတဲ့ငါကပေါ့နော်ဒီလွတ်လပ်မှုတွေရဲ့ပထမဆုံးလေးကိုစပြီးဖန်တီးခဲ့တာပေါ့နော်ပြီးတော့အဲ့လေးရဲ့အကူအညီနဲ့ဒီလွတ်လပ်မှုကိုဖော်ဆောင်တဲ့သူတွေစီကိုကူညီပေးခဲ့တယ်ပေါ့ဒါမဲတဲ့လေပြင်းတွေဖြစ်ပြီးတော့တဲ့ဟိုဟာရာဝတ္ထုတွေကိုတဲ့လက်ပစ်ဖို့ပဲအသုံးချတယ်သူတို့ကိုမရှင်းတန်းစေဘူးပေါ့နော်ဒါကြောင့်မို့ပေါ့နော်ဒီအိတ်ချမ်းတန်းနေတဲ့လေပြင်းတွေကိုပေါ့နော်ငါကညင်သားတဲ့လေဖြစ်ပြောင်းလဲပေးခဲ့တယ်တဲ့ Enough to bolster the people in times of need without knocking them off their feet. ငါလည်းကြားပါတယ်တဲ့ပိုင်ရွန်အာဂွန်ကပေါ်တဲ့ ruler of that ronova နဲ့ရင်ဆိုင်ရပြီးတော့နော်ရင်ဆိုင်ရပြီးတော့တဲ့ the captain လည်းဘလို့ဖြစ်သွားတယ်ဆိုတာငါလည်းကြားတယ်တဲ့ Abyssal ဒီပြီးတော့ပေါ့နော်ဒီ abyss တွေရဲ့လှုပ်ရှားမှုတွေက monster နဲ့နီးကပ်လာတာကိုပေါ့နော်ဒါကိုတော့မဖော်ပြကြဘူးတဲ့အာစိုးရိမ်မိတယ်တဲ့ဒီဟာတွေကပေါ့နော်လူသားတွေမလို့ရင်ဆိုင်နိုင်မှာပေါ့နော်ဒါကြောင့်မို့လို့တဲ့ငါကပို့ပြီးတော့ပြင်ဆင်ရမယ်တဲ့ဒါကြောင့်မို့လို့တဲ့အနီမိုအာကွန်ရဲ့ဂျူတီတစ်ခုအနေနဲ့ပေါ့နော်ရှေ့မှာဘလို့ကျန်းတဲ့မုံတိုင်းတွေလာပါစေတဲ့ငါကအာကွန်တယောက်အနေနဲ့ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားရမယ်တဲ့မဲတဲ့ငါကိုယ်တိုင်ကလေပြင်းတွေ Monster City ထဲမှာလေပြင်းတွေဖန်တီးလိုက်မယ်ဆိုရင်ဒီနေရာကြီးကလုံးဝဇောက်ထိုးမှုများဖြစ်သွားမယ်တဲ့လူတွေရဲ့အဝတ်စားတွေအုတ်ထုပ်တွေဒီဟွာတွေပေါ့နော်ချိတ်ဆွဲထားတဲ့ຢာတွေအကုန်လုံးပြောင်းပြန်လန့်သွားမယ်ပေါ့ဒါကြောင့်မို့ငါကမျိုးထဲမှာမဟုတ်ဖ ೇನೆ ဒီနေရာမှာလာလို့ရတဲ့အကြောင်းရင်းပဲတဲ့ငါတီဆိုမဲ့တခြင်းအတွက်တဲ့ဘလောက်အထာကျမဲ့နေရာတစ်ခုဖြစ်လိုက်မလဲဆိုတာဘယ်သူသိနိုင်မလဲတဲ့ဟုတ်လားဒီနေရာအဲ့လောက်ကိုတင့်တော်တဲ့နေရာလားတဲ့ပိုင်မွန်တော့အဲ့လိုမထင်ခဲ့ဘူးပေါ့နော် Look like it. Here's a tiny လိုင်းတွေလာပုတ်ခတ်တယ်ပေါ့နော်ငှက်လေးတွေလာလိုက်ပြန်လိုက်လှုပ်သွားတယ်ကြည်ရတော့ပုံမှန်ပါပဲတဲ့ normal. ဟုတ်နိုင်တာပေါ့တဲ့ဒါကတာမန်မျက်စိနဲ့မမြင်နိုင်ပါဘူးတဲ့ဥပမာပြောရရင်တော့မှဲ့နေတဲ့ဆက်ဆက်တီးယားအတီးတစ်ခုလိုတစ်လုံးလိုပါပဲတဲ့အပြင်ခွန်ကတော့ပုံမှန်ပဲတဲ့ဒါကြောင့်မို့လို့ပေါ့နော်ပုံမှန်လူတစ်ယောက်ကတော့ဒီအတီးမှဲ့နေပြီဆိုတာကိုမပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ပေါ့နော်အဲ့ဒီမှဲ့နေတဲ့အတီးမှာအသေးဆုံးပေါက်လေးတိတိလေးတွက်ဖောက်လိုက်ရင်တောင်မှတဲ့အဲ့ဒီအပေါက်ကနေပြီးတော့ပုတ်သွားနိုင်တယ်ပေါ့နော်ပြီးတော့ပေါ့နော်ဒီမှာတာငါလေပြင်းကြိုက်တဲ့လောက်ဖန်ပြီးပေါ့နော်ဒီအပြင်လောကကဘယ်သူမှသတိမထားမိဘူးတဲ့အားကိုတစုံတစ်ယောက်ကပေါ့နော်အကူညီတောင်းခံတယ်လို့ပဲပေါ့ငါကလည်းပြန်ပေးရမယ်ပေါ့နော်ဒါကြောင့်မို့လို့တဲ့ traveler ရေးတဲ့မင်းကိုဒီမှာငါတချင်းတူဆိုဖို့ဖိတ်ကြားလိုက်တာပါပဲတဲ့ Just let me know when မ you're င်းအသင်ဖြစ်ပြီဆိုရင်ငါ့ကိုပြောပါတဲ့ I can lend you an မင်းကိုတဲ့ဒီတူရီယာလေးငါပေးမယ်တဲ့မင်းလိုအပ်ရင်ပေါ့တဲ့ငါလည်းအသင်ဖြစ်ပါပြီတဲ့ instant. ကဲစဆိုတဲ့ ငါတို့တချင်းအတော်ကောင်းတဲ့ဟေးတဲ့တခြားဧည့်သည်တွေရောရောက်နေရောပဲတဲ့ဒါပေမဲ့မဖိတ်ခေါ်ထားတဲ့ဧည့်သည်မို့တဲ့ရှင်းလိုက်ကြစို့တဲ့ I understand your love for music, of course. But for now, I'm going to have you leave the premises. Here we go. Yeah. It's nothing. All right. ထူခဲ့တဲ့ performance တွေကျေးဇူးပါပဲ traveler တဲ့ An exquisite performance, ဗန် traveler. ဒီတဲ့မင်းခုထုတ်သုံးလိုက်တဲ့ပါဝါကားတဲ့ Ah,
ဟိုမစိုးရင်မာနေတဲ့ဒီစွမ်းအားကငါရဲ့စွမ်းအားပါပဲတဲ့ဘယ်သူအကူညီမှမပါပါဘူးတဲ့ဒီလိုစဉ်းစားကြည့်လိုက်လေတဲ့တူရိယာတစ်ခုကိုမင်းနားထောင်ကောင်အတန်ကြီးလိုက်တယ်လို့ပေါ့တဲ့ဒါဆိုမင်းကဟိုလိုဝက်ချက်တွေအများကြီးရှိတာပေါ့နေမင်းဘာတွေလိုဝက်ထားသေးတော့နဲ့အိုးပိုင်မိုးနဲ့ငါဘယ်နှခုလောက်လိုဝက်နိုင်မှာတော့နဲ့ငါမှလိုဝက်ချက်ဆိုလို့အကုန်လုံးမှ2ခုလောက်ရှိတာပါတဲ့ ဒီနားမှာလေရမ်းပြင်းနေဟေးတဲ့ငါမွန်စတက်ကပြည်သူတွေကိုသတိပေးရမယ်တဲ့သူတို့အုပ်ထုပ်တွေကိုမြင်းမြဲဆောင်ထားဖို့ဟုတ်ကဲ့ပါဒီ story လေးကစားပြီးသွားရင်တော့သူက Bandy ရဲ့ talent တစ်ခုပွင့်လာမယ်ပေါ့နော် wish talent ပေါ့နော်ဒီ wish talent ပွင့်ရုံနဲ့ဒီမပြီးသေးဘူးသူက Hezarin character 2ယောက်ပါမှဒီ wish talent ကစပြီးအလုပ်လုပ်မယ်ပေါ့နော်ဘယ်လိုအလုပ်လုပ်မှာလဲဆိုတော့ဒီ Bandy ရဲ့ elemental best ဖွင့်လိုက်လို့ရှိရင်တဲ့နီးယားပိုင်း character ကလည်း swing reaction ဖြစ်လို့ရှိရင်ပေါ့နော်အဲ့ဒီ character ရဲ့ damage ကို90%တိုးသွားမယ် Bandy ရဲ့ elemental best လည်း135%ပိုများသွားမယ်ပေါ့နော်ဒါကခုနကျွန်တော်ပြောသလိုပဲ Hezarin character 2ယောက်ရှိမှာပေါ့နော်အခု Hezarin character က Bandy ကပွင့်သွားပြီနောက်တစ်ယောက်ကိုဥပမာ Fisher ကိုသူ့ရဲ့ level 80ရောက်ရင် story quest ဆော်လိုက်ပြီးမှ Hezarin character ရမှာပေါ့နော် Hezarin character ဖြစ်ရမှာအဲ့ကြတော့အဲ့ Bandy ရဲ့ Fisher ရဲ့နှစ်ခုစလုံး level 7 Hezarin character ရပြီးမှဒီ talents တွေကပွင့်မှာပေါ့နော်ဒါကသူပြထားတဲ့ Hezarin talent တွေပေါ့နော်ကျွန်တော်စိတ်ဝင်စားတာက test run စမ်းကြည့်တော့ bus သုံးပြီးရင် anemo infusion ရတယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်စိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်ခုလိုလေးထပ်ဆန်းကြည့်မယ်ပေါ့နော်ကျွန်တော် elemental bus သုံးလိုက်မယ် elemental bus သုံးပြီးတော့ကျွန်တော်စက္ကန့်ရည်ထားတယ်10စက္ကန့်ထိအောင် Bandy က anemo infusion ရတယ်anemo damage ဆက်လိုက်ပေးမယ်ပေါ့နော်10စက္ကန့်ပြီးရင်တော့ normal physical damage ပြန်ဖြစ်သွားမယ်ပေါ့ DPS ဆော့လို့တော်တော်ကောင်းသွားပါတယ် AR ငယ်သေးလို့လားတော့မသိဘူးเนาะကျွန်တော်ဆော့တာတော့တော်လေးဆင်ပြေပါတယ်ကြည့်ရှုပေးသူတယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျ